လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နူအီချိုစိတ်ပြီးတော့အရန်ကိုစားလို့ကောင်းတဲ့နှုတ်ပူတင်အလွယ်ပြုလုပ်နည်းလေးကိုလာမျှပြဖြစ်ပါတယ်ပထမဆုံးအုံတလုံးထဲကိုနွားနို့600 ml ကိုထည့်ပေးလိုက်ပါတယ်ဒီနှုတ်ပူတင်ပြုလုပ်နည်းလေးရဆိုလို့ရှိရင်အရန်လဲလွယ်ကူတဲ့ပစ္စည်းတွေနဲ့နဲတယ်ပေါ့နော်အိမ်မှာရှိတဲ့ကလေးတွေလို့ကြွမယ်ဆိုလဲအရန်ကိုစင်ပြေတဲ့အမောက်လေးတစ်မျိုးပါပြရနဲ့စားလက်ဖက်ဆိုတစ်ဝက်စားလောက်နဲ့တကြားထမင်းစားစွန်းနဲ့ငါးစွန်းစားလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ပြောက်ကော့မုံထမင်းစားစွန်းနဲ့ငါးစွန်းစားလောက်ကိုပဲထည့်ပေးလိုက်ပါတယ်ပြရနဲ့နှက်သွားအောင်မှွေထားပေးလိုက်ပါတယ်ရှင်မှွေသွားလိုက်တာအားလုံးနှက်သွားပြီဆိုတော့နဲ့သူ့တွေကိုမုတ်တူမှာအသုံးပြုနေကြဝက်နီလာနဲ့မှွေဆေးရည်လေးတဲ့ငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနဲ့မှွေဆေးရည်လေးကမရှိရင်မထည့်လိုက်ရပါရဲ့နော်ဖြိုကြတော့အိမ်မှာရှိနေတာနဲ့ဒါလေးနဲ့ငယ်ကိုထည့်ပေးလိုက်ပါတယ်ပြရနဲ့နှက်သွားအောင်ပြင်ပြီးတော့မှွေထားပေးလိုက်ပါတယ်ရှင်နှက်သွားပြီဆိုတာနဲ့မိဘပေါ်တည်ပြီးတော့မိခက်အေးလေးနဲ့ဒီနွားနုံအနှစ်လေးကလုံးဝပြပြလေးနဲ့ခက်ခဲလေးတွေပေါ့နော်ဖြစ်လာတဲ့အထိကြိုသွားပေးလိုက်ပါတယ်ပြပြလေးဖြစ်လာတဲ့အထိပေါ့နော်ကြိုသွားပေးလိုက်ပါတယ်ရှင်ကြိုသွားတဲ့တစ်ချောက်လုံးမှာလည်းဖြိုးတို့ဒီလိုမျိုးလေးပေါ့နော်ငွေတောက်ပေးဖို့လိုပါရဲ့နော်မဟုတ်ရင်အိုကက်တက်ပါတယ်ရှင်ဖြိုးတို့ငွေသွားရင်နဲ့ဒီနွားနုံအနှစ်လေးကပြပြလေးဖြစ်လာပါလိမ့်မယ်နော်ပြီးတော့ဖြိုးတို့အစင်တဲ့ဒီနွားနုံနှစ်လေးထည့်မဲ့ခွက်လေးပေါ့နော်ပုံစံခွက်လေးကိုလည်းဖြိုးတို့စီလေးတုတ်ထားပေးမှာဖြစ်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ဖြိုးတို့မှွေသွားရင်နဲ့ပြစ်လာပါပဲနော်နွားနုံနှစ်လေးရဆိုလို့ရှိရင်အနက်လေးမှွေပြီးတော့အရန်ကိုစားလို့ကောင်းပါနဲ့ဒီမုံလေးရဆိုလို့ရှိရင်လေကဲဖြိုးတို့မှွေသွားရင်နဲ့ဒီလိုမျိုးလုံးဝပြစ်လာပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ကဲပြီးတော့သူ့မေးဘွားချပြီးတော့ဒီစီတုပ်ပြီးသားဘန်လေးထဲကိုထည့်ပေးလိုက်ပါမယ်နော်ဖြိုးကတော့အိမ်မှာစီစုပ်တဲ့ဆက်ကူလေးရှိတာနဲ့စီစုပ်တဲ့ဆက်ကူလေးတစ်ဆင့်ခင်းပြီးတော့နောက်လုံးနှစ်လေးကိုထည့်ပေးလိုက်ပါတယ်ပြီးရနဲ့ဖြိုးတို့သိချလေးမျက်နှာပြင်လေးတွေညီသွားအောင်ပေါ့နော်ဆောင်းပေးလိုက်ပါမယ်နော်နှစ်ခေါက်သုံးခေါက်လောက်ပြီးတော့သူ့လုံးဝအေးပြီးတော့ခဲသွားတဲ့ထိအေးခဏပေးလိုက်ပါမယ်နော်လုံးဝအေးပြီးခဲလိုက်ပြီဆိုလို့ရှိရင်တော့ကိုစိတ်ကြိုက်တုံးကြီးသေးကိုလှီထားပေးလိုက်ပါမယ်ရှင်ကဲအတုံးလေးတွေလေးပြီဆိုလို့ရှိရင်တော့ဖြိုးတို့နှုတ်မှုတ်လေးနဲ့လူထားပေးလိုက်ပါမယ်နော်နှုတ်မှုတ်ကကြတော့မလူလည်းရပါရဲ့နော်ဒါပေမဲ့လူလိုက်ရင်တော့ဆက်စိတ်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ကြည့်ပါအောင်သူ့ရဲ့မုတ်တုံးလေးတွေကဆိုလို့ရှိရင်အီလေးနဲ့ပေါ့နော်စားချစ်စရာလေးကဲခုဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့နှုတ်ပူတဲ့အီလေးကတော့စားဖို့စသဖြင့်နေပါပြီရှင်